မော်နဲ့ recall တော့ပြန်ပြနေသေးတယ်အော် Riku ဟုတ်တယ် တော့ရောက်လူပေးသွားသေးတယ်ဗျာရတယ်သေလို့ရတယ်ဘာမှမဖြစ်ဘူးတန်နေမလားတန်နေThe Boo Breeder Fighter Land Shaker နောက်မှာ Raising Slash နဲ့အော်ရမလား Acebot Land Insanity Immortal အော် KB ပါရလိုက်တာဗလားကမ်းပတ်ပြီလားမသိဘူး Acebot Fire Missile ကြားမှာနောက်တစ်ချက်ရလိုက်ပြီ Double K ဒေါ်နဲ့တူတိုက်အောင်ပဲဟိုဘက်မှာချောင်းတကောင်လေးချောင်းနေပြီချောင်းတကောင်လေးချောင်းနေပြီ1-1လောက်ဆိုရင်မစိုးဘူး Come on ဒီလောနဲ့တိုက်အောင်ပဲဒီလောနဲ့တိုက်အောင်ပဲကမ်းပတ်မယ်3ကောင်တည်သွားပြီတိုင်းတို့3ကောင်တည်သွားပြီဘယ်နဲ့တနာနဲ့ယူသွားနဲ့2ကောင်ပဲကျန်တော့တာ Come on 9ယောက်2ယောက်တန်းအံ့ုံပဲနော်တန်းအံ့ုံပဲကမ်းပတ် is real မဲက3လက်ကမ်းပတ်တပောက်ပဲ Flicker ကောင်းနေချီကင်မီကိုမလာဖို့တော့မောင်းထုတ်ထားတာဆိုတော့တာတယ်လေးပါလေးတော့လှုပ်လို့ရတယ် Ace Ball အနေနဲ့လည်းဒီဘက်က Fred Wing ကိုတောက်လျှောက်ကြီး Fire Missile လောင်းမုံအနေနဲ့ယူဆောင် Black Dragon Fall တာတယ် Retreat လူပေါင်းမဲ့နေတာက AOG ပြန်က Retribution မှာဘေးနားနေပြီးတော့ Fred Wing တာတယ်လေးကိုတော့ရအောင်ယူပေးသွားတယ်မနော် Harry Serin သုံးတာနောက်ကျတယ်ဘရိုနောက်ကျတယ် စောသီးသုံးပါပါစောသီးသုံးပြီးတော့တွန်းထုတ်ထားလိုက်ပြီးသွားပြီအကိုင်းယူထားတဲ့နော်ကျွန်တော်တို့အရေးကြီးတဲ့ဥစ္စာအဲ Harry Serin စောသီးသုံးပြီးတော့မှ Retreat ပေါက်အောင်ပါဟောတာတယ်တခုနစ်နာသွားပြီတက်ကြီးtrade tower လေးပြန်လှုပ်ချင်နေတာပေါ့နော်အခုလောဆယ်ကတော့လာကာရာဘာညာနဲ့ကတော့ Poland First Tower ယူဖို့တော့ကတော့နည်းနည်းလေးတော့ခက်ခဲနေတော့မယ်ဟုတ်ပါယူပေးမပေးဘူးအောင်ကြီးဟိုဘက်ကလည်း Export Line Sanity ဘာတာ Final ဘလို့လေးနဲ့ပြန်ပန်ဝိုင်းနေပဲနောက် Kimi Rocket ကြားမှာတော့ Kiko ပြန်ချဖို့တော့များတယ် Kiko အနေနဲ့တော့သူနည်းနည်းလေးနဲ့တော့ survive ဖြစ်နေတော့မယ်6 The Way Dragon ဖြတ်ကန်ဝိုင်းနေမှာ AOG ခုံကန်ကြီးမှာတော့ကေးထပ်ပေးလိုက်တဲ့ကတော့ကချာဆိုတော့ Hero Game 2ကောင်ပေးထားတယ်နော် Kiko ကမသေးပါဘူးတိုင် Kiko သွေးတစ်စက်နဲ့လွတ်သွားတယ်ကဲမလေးခုလောရတော့ပေါ်လမ်းမှာတော့နော်ကျွန်တော်တို့တက်တယ်လေးတော့လုံးနေပြီ9မိနစ်လောက်နေတာ Hero Game 3-3ပဲနော်မလေးကတော့ကချာကာပေးနိုင်တယ်မနောက်ဆုံးတက်တယ်လေးတော့ကျွန်တော်မြန်မာအသင်းယူဖို့တော့များတယ်ဆိုမှအကိုင်းအနေနဲ့ခုတိတော့ Heavy Supreme မတုံးသေးဘူးနောက်ဆုံးချိန်ထိအော်ခုမှရသွားတယ်ဗျ Retreat ပေါ့တော့ကွက်တီပဲအေးတော်သေးတာပေါ့ Riku nice one Riku good job Heavy Supreme ကမတုံးလိုက်ရဘူးဒါတော့မှHeavy Supreme လေးတုံးပြီးတော့ဒါပေါ့မှာလို့အကိုင်းဒီတိုင်းပဲမြန်မာလူကြီးပေါ့သွားညို Heavy Supreme မတုံးသွားဘူးဗောနော်အော်ရခုမှတုံးမလိုက်တာဟာရောဘာကြီးလုံနေလဲကဲနော်Xbox အဲ့လိုနည်းနည်းလေး Fred Wing ကို line မုတ်တာတို့ဘာလို့လှုပ်ထားလိုက်နိုင်မစိုးသွေးလျှော့ဘူးလို့เนี่ย။အခုလဲကျွန်တော်တို့ Fred Wing ကိုတော့တောက်လျှော့လေးတော့သူသွေးလျှော့ပေးထားတယ် Uprider ဝက်ခွဲယူဆောင် Black Dragon Fall အကိုင်း Heavy Supreme သုံးလား Banana Final Blue Avado the Guardian အကိုင်း Heavy Supreme နည်းနည်းလေးတော့စောသွားသလိုရှိပဲ Retribution ပေါက်သွားနိုင်သေးလားဟောယူဆောင်တော့ရောက်သွားတယ်အဲ့ဒါ Riku အမတော့မဟုတ်ဘူး bro Riku ကလည်းသွေးတာအနေနေပြီအဲ့မှာလည်းနောက်တော့ Ace Ball လေးပထပ်ပြီးတော့အဆုံးသတ်ဖို့တော့လုပ်နေပေမဲ့လည်း Ace Ball Fire Missile တွေကြားမှာ shut down ကြီးယူဆောင်လေးတော့ပြန်ရလိုက်တဲ့အပိုင်းလေးကလည်းခြေနဲ့ချင်တရားဆိုပေမဲ့လည်းအရေးကြီးတဲ့လောတော့တော့မရခဲ့ဘူးလို့အော်အလာကဲနော်ကျွန်တော်တော်တော်ကြီးသွေးနေသွားတာလော Retreat ပေါက်ဖို့လောက်ထိကိုနော်သူအသက်ကဆွဲဆန်းလို့မရတော့တဲ့အနေဒါတစ်ခုမှာတော့ကဲကျွန်တော် first law တော့မလေးရှားဘက်ကတော့ထည့်ပေးလိုက်ရရင်းနဲ့ပဲရခိန်းတူးလဲခိန်းဝမ်း၎င်းပဲအဲ့မှာတော့နော်ကျွန်တော်တို့ဒီလော်လေးတော့ဖြတ်ရှင်းမှုတော့လုပ်နေတာပေါ့နော်ဒီမေဂါနာအယောက်မခံချင်ဘူးဆိုမလဲကျွန်တော်တို့ Game Rocket တစ်ချက်လမ်းပြလိုက်တဲ့နေတာတစ်ခုမှာတော့လောတော့ပြေးရိုက်ခွင့်တော့ပေးလိုက်တယ် Ace Ball Line Sanity ဘာတွေမပေးသေးဘူး Immortal ရသွားပြီ Kiko တောက်လျှောက်လေးတော့ထိန်းထားပါသေးတယ်ဒီလော်လေးကိုတော့မေဂါမပေးနဲ့နော်ကာပါရမေဂါ first law နဲ့ပေးလို့မရအောင်တော့ဒါပေမဲ့အောက်လမ်းမှာလည်းဖြာခင်းနေတဲ့ချောင်းနဲ့သွားထိန်းအောင်မယ်ဆိုတော့အောက်လမ်းမေဂါတလန်ပေးရမလားအကိုင်းအေးဒီဘက်မှာ Ace Ball Line Sanity ပေးလိုက်သေးတယ်ဟောမေဂါတလန်ပေးလိုက်သေးတယ်ချောင်းဖြာခင်းသွားတာအော်လာချောင်းဖြာခင်းသွားတာ first law တွေနဲ့ပါမေဂါပေးနေရပြီပြိတ္တနော်1-1လေးတည်ကြားဖို့တော့ကတော့တဖြည်းဖြည်းနဲ့တော့ဝေးကွာလာခဲ့ပြီလို့တော့ကျွန်တော်ခံစားလာရပြီကဲဟာဘောရာလုံးတော့ကီကွာ Hero Game 500တဲ့ဒါကျွတ်စင် Ace Ball ဟုတ်တယ်ဆိုရင်မှာလော်တွေပါထပ်ပြီးတော့ပဲလုံးတော့မဲ့အနေသားမျိုးတော့တွေ့ရတယ်เนาะဒီဘက်မှာလော်လေးကိုတော့ကျွန်တော်တွေစတော့လုံးနေနေမှာတော့ Ace Ball Kimi Rocket ပြထားနေမှာတော့ Armor Break ခံလိုက်ပြီး Kiko Flicker ပါခုံလိုက်နေမှာဟိုမှာလည်း Eve နေနေတော့ဘဒတာကောက်ရခံလိုက်နေမှာတော့ Immortal အကြပြန်ထားမှာတော့ Kiko တကောင်မှာ The Way Dragon ကိုဖြတ်ကန်ခံလိုက်နေမှာမလောက်ခဲ့ဘူးသားကြီးတို့ Immortal လည်းမလောက်ဘူး Armor နှစ်ခါလည်းမလောက်ဘူးဆိုတော့ဒီဘက်မှာဘဒတာဝင်ပိုင်းသွားတဲ့เนาะကျွန်တော်အဖူးကလည်းစေမဖြစ်ခဲ့ရင်လည်းပဲနောက်တဲ့ကျွန်တော်တွေ second low ပါထပ်မှန်ပြီးတော့မလေးရှားဘက်ကိုတော့ထိုးအပ်ခဲ့ရပြီဗျာကျွန်တော်အန်နီကြိတ်နေခဲ့ပေမဲ့လည်းတော်တော်ကြီးတော့ချင်းနဲ့ကြက်ထဲရောက်သွားပြီဗျာနော်လာချင်းအစာလေးကတော့ကောင်းခဲ့ဆိုမှအနောက်ကတော့မတီးကြခဲ့ဘူး normally ချောင်းကြီးကွန်းတို့ကျွန်တော်ကတော့ကချာရှယ်လီပြန်တော့မေးထားအောင်မလားဟိုဘက်မှာလည်းကျွန်တော်တွေလက်ပု
Racing Sled တွေပါလိမ့်နဲ့ကာတော့ကာကျင်တော့ကာထားလို့ရနေတယ်အဲ့မှာ AOG Purify နဲ့နှိပ်ထားသေးတယ်ဗျ Kimi တောက်ချောက်လေးတော့ပြန် separate manipulation လေးနဲ့တော့ထောက်ထားတယ်ဆိုမှမလဲပြန်တက်ပြီးတော့ဘတ်သွားတဲ့နေတာတခုမှာတော့ Kimi လည်းမရနိုင်ဘူးပေါ့နော်ဆိုတော့တစ်ဖက်က friend win လည်းသွေးပဲနေသွားတာ bro Hiroki တွေပိုင်းမပေးထားဘူး အမဆက်ကတ်ထားလိုက်ရမှာဆက်ကတ်ထားသူနည်းနည်းလေးလှုပ်လိုက်တော့ Fred Win ကခုံကျင်ရသွားတာ Oh my god တာဝါပြစ်နေတာနဲ့အမ Fred Win လောက်ရလိုက်လို့ရှိရင်ဒီတော့ကာလို့လွယ်သွားမှာဆိုပေမဲ့ ခုနကဟို heavy severin သုံးလာတာနော်အေးဟုတ်တယ် heavy severin ဟုတ်တယ်နည်းနည်းလှုပ်လိုက်တယ်ဟုတ်တယ်ဆိုဆို လှုပ်လိုက်တာဟိုကောင်ရတဲ့ချိန်ကိုရလို့ခုံသွားတာဗျာအ မျက်စိကောင်းတယ်မျက်စိကောင်းတယ်ကိုပထမတောင်းကတ်ထားမမြင်ဘူးရပြီးတော့မှနည်းနည်းဟို Fred Win ဖတ်ဆိုပြီးထွက်သွားတော့မှမမိသွားဘူးထင်နေတာပထမကတ်ထားတာပဲကွာ ဟုတ်တယ်ကတ်ထားတာ Kimi Rocket Stallion ဘေးအလဲလာမှလည်း Xbox ကာထားသေးတယ် Benedetta Final Blue နောက်မှလည်း user Black Dog 4 6တဝေးအတွက်ကိုကြမှာအဖူးပါသွားပြီအဖူးအနေနဲ့တော့တက်နိုင်သလောက်လေးတော့ပြန်တော့เนาะကျွန်တော်တို့ကာပေးထားပါသေးတယ်အဖူးကျွန်တော်တို့ Riku အနေနဲ့ every separate နေပိုင်းနဲ့ဟိုဘက်မှာလည်းကျုံသွားခဲ့တဲ့ J ဆွဲစားခံလိုက်နောက်မှလည်း Kiko Xbox Lens Insanity ခွဲ manipulation လေးနဲ့တော့ user လေးတော့ပြန်တော့ကေးကောက်ခဲ့နေပဲ Mega 3လဲပေးတော့ပေးထားလိုက်ပြီနောက်မှလည်း6 G ကွမ်တို့လေးကောင်ကြားထဲမှာလာပြီးတော့မဲတာအဲ့လောက်ကြီးကများသွားပြီဒါအဲ့လောက်ကြီးကများသွားပြီ6ထူသန်းကဲဆိုတော့ဒီဘက်မှာတော့လောတွေပိုင်းလဲလာလူမဲ့ပုံစံမျိုးတော့မပြတော့တော့ပါဘူးအပေါ်လမ်းမှာချောင်ဖြာခင်းနေတယ်ဆိုတော့အကိုင်း Xbox လေးနည်းနည်းတိုးပေးတာလေးကို vision တစ်ချက်ထောက်ပြီးတော့လူပေါက်မဲ့လမ်းတော့ရွေးမှရမယ်ဒူးအော်တိုင်းပေါ့နော်ဒီဘက်မှာတော့အလီယာဖြစ်နေတာတပ်ပေးလိုက်တယ်မှာချက်တော့အဲ့ Bible အော် Immortal Recall တော့ပြန်ပြနေသေးတယ်အော် Riku ဟုတ်တယ်လော်ရီတော့ရောက်လူပေးသွားသေးတယ်ဗျာရတယ်တေးလို့ရတယ်ဘာမှမဖြစ်ဘူးတန်နေမလားတန်နေရောက်ရင်လော်တော့ Redealer လူပေါက်သွားသေးတယ် Heavy Sabrina နဲ့အဲ့လိုပေါက်အောင်မှာလားရေလားအဲ့လိုပေါက်မှာအကိုင်းဆိုတာအဲ့လိုဖြစ်နေရမယ်မှန်တယ်ညူတော့နော်ဒါပေမဲ့ဒီဘက်မှာချောင်းလေးကျွန်တော် attention ပေးနေတဲ့ချိန်ဟိုဘက်မှာတော့လော်လေးတော့ Riku လူပေးသွားတယ်ကွာအဲ့လိုမျိုးစိတ်လေးကိုတင်းငိမ့်ထားတာ Riku ကဒါသူ့ရဲ့ပထမဆုံး First International Tournament ဆိုတော့ Pro Player လောက်တာလည်းမကြသေးတဲ့နော်ကျွန်တော် Riku အတွက်ကတော်တော်လေးတော့အဲ့လိုမျိုးစိတ်လှုပ်ရှားနေတဲ့ပွဲစဉ်တစ်ခုတော့ဖြစ်နေခဲ့ပေမဲ့နောက်ဆုံးအရေးကြီးတဲ့ Lord တော့ရောက်ယူပေးသွားခဲ့ပြီလဘူ Breeder Fighter Land Shaker နောက်မှာ Raising Slash နဲ့အော်ရမလား Xbox Lens Insanity Immortal အော် Kimi ပါရလိုက်တာဘယ်ကမ်းပတ်ပြီလားမသိဘူး Xbox Fire Missile ကြားမှာနောက်တစ်ချက်ရလိုက်ပြီ Double K လောနဲ့တူတက်ရုံပဲဟိုဘက်မှာချောင်းတကောင်နဲ့ရောင်းနေပြီချောင်းတကောင်နဲ့ရောင်းနေပြီ1-1လောက်ဆိုရင်မစိုးဘူး Come on ဒီလောနဲ့တက်ရုံပဲဒီလောနဲ့တက်ရုံပဲကမ်းပတ်မယ်3ကောင်တည်သွားပြီတိုင်းတို့3ကောင်တည်သွားပြီဘယ်နဲ့တနာနဲ့ယူသွားနဲ့2ကောင်ပဲကျန်တော့တာ Come on 9ယောက်2ယောက်တန်းအံ့ရုံပဲနော်တန်းအံ့ရုံပဲကမ်းပတ် is real Mega 3လကမ်းပတ်တပေါက်ပဲဟာဗတ်တဲ့တပေါက်ပဲကွာရီကူယာကောင်းလိုက်တာကဲမလဲခုလောကျွန်တော်အတန်နေပြန်ထွက်လာပြီဗျမြန်မာပြန်ကမ်းပတ်နေတော့ခရီဒိုပြန်တော့ထွက်လာနေလက်ပူ Breeder Fighter Raising Sled နောက်မလဲယူဆောင်ဘယ်နဲ့တနာ2ကောင်နဲ့အကောင်းဆုံးတော့ကာနေသေးတယ်manipulation အကိုင် heavy supreme တစ်ဖက်မှာပြန်တော့ထွက်တော့မယ်နော်တစ်ဖက်မှာပြန်တော့ထွက်တော့မယ်သရုံးပြေးရိုက်နေပြီသရုံးပြေးရိုက် hit the freaking throw come back come on တိုက် throwရိုက် nice comeback is real ကျွန်တော်ရဲ့မြန်မာမိန်းကလေးအသင်းမလေးရှားအသင်းကိုဂိမ်း2မှာ Mega 3လမ်းကမ်းပတ်ပြသသွားခဲ့ရင်းနဲ့ပဲ1-1ဆိုတဲ့တရေရလက်ကိုတော့ပုံဖော်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် Riku Riku in the chat ဟောအရေးကြီးတဲ့လော်လို့ရောက်ယူပေးသွားတာ nice let's go come on ဝင်ခွဲပြလိုက်တာလေသွားကောင်းပြီလားအဲ့လိုမျိုးနိုင်မှု